အောင်မြင်နေတဲ့ယောက်ျားတွေရဲ့နောက်မှာလည်းထက်မြက်တဲ့မိန်းမရှိတယ်ဆိုတာအဲ့ဒီအတိတ်ပဲဘာလဲဆိုတော့အောင်မြင်နေတဲ့ယောက်ျားဒီယောက်ျားအောင်မြင်တယ်ဆိုတာသူမိန်းမရဲ့ဖုံးကံကြောင့်လည်းပါတယ်အားလုံးဆိုလို့တာဟုတ်ဘူးနော်အဲ့ကြောင့်မို့ကျွန်တော်အရှိဗီဒီယိုမှာပြောတာမရင်ငယ်ထားလို့ရှိရင်လက်တိတ်တယ်တို့ကန်နေတယ်လို့ဆိုတာဖုံးနေတော့ပြောမရင်ငယ်ထားရင်ဖုံးနေတယ်ဆိုတာအမှန်ကတော့ तू ကဒီအမျိုးသမီးနဲ့ဒီယောက်ျားကငယ်လင်ငယ်မြအတူတူပေါင်းပြီးစီးပွားရှာပြီးတော့ကြီးပွားချမ်းသာလာတယ်ချမ်းသာလာတဲ့အခါမှာဒီအမျိုးသားရဲ့စူးစမ်းမှုလည်းပါတယ်သူ့ရဲ့ဉာဏ်ရှိမှုလည်းပါတယ်သူ့ရဲ့ကံလည်းပါတယ်ထို့အတူပဲသူ့ရဲ့မိန်းမရဲ့ကံလည်းပါတယ်ငယ်ငယ်တော့တငယ်ချင်းတော့ဒီကောင်အရန်စာတော့တယ်အရန်ထတ်တယ်အရန်လဲတယ်မိန်းမရလည်းရောလုံးဝထုံထိုင်းသွားပြီးတော့စမုံတုံးသွားတာအဲ့လိုလည်းရှိတယ်ဒါကြောင့်မို့လို့တခါကြောက်ရှင်ကိုယ့်အိမ်ကမိန်းမကအလုံးလုံးတာတော့ဟုတ်ဘူးဒါပေမဲ့ तू ကဖျားရှိခိုးတယ် तू ကငါးပါးသီလလုံတယ်အလူတန်းလေးတွေလုပ်တယ်အဲ့ဒီကုသိုလ်လေးတွေကကိုယ့်ရဲ့လုပ်ငန်းကိုအရှိန်နဲ့တွန်းပေးနေတာအဲ့ဒီအချိန်မှာကိုယ်ကစီးပွားရေးလုံတိုင်းအောင်မြင်တယ်အလုံးလုံးအောင်မြင်တယ်ဟာငါကပတ်စံရှာတယ်ဆိုပန်းတယ်ဒါပေမဲ့မိမရဲ့ဖုံးကန်တယ်အများကြီးပါတယ်အဲ့လိုမျိုးပဲဒါကြောင့်မလို့ငယ်လင်ငယ်များဆိုတာလေဒီမိမနဲ့ကိုနဲ့အတူတူအလုံးလုံးပြီးတော့ကြီးပွားချမ်းသာလာတယ်ချမ်းသာလာတယ်ဆိုတော့ तू မိမရဲ့ဖုံးကန်ကြောင့်လည်းပါတယ်ကိုကြောင့်လည်းပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ငယ်လင်ငယ်များဆိုတန်ဖိုးထားတဲ့တယ်လို့ပြောတာမိမအလုံးမလုံးဘူးဆိုတာမှန်တယ်ဒါပေမဲ့ရှော့မတွက်နဲ့သူတို့ရဲ့ဖုံးကန်တဲ့တချို့ယောက်ျားတွေကြီးပွားချမ်းသာနေတာအများကြီးပဲ